Hello အားလုံးပဲမင်္ဂလာပါဖြူကဒီနေ့မှာတော့ဗောနော်ပုံမှန်အရင်တော့လုပ်ခဲ့တဲ့ဗီဒီယိုပုံစံနဲ့မတူဘဲနဲ့2026မှာဖြူက focus ပုံစံမျိုးနဲ့တွားချင်တယ်အဲ့ဒါကြောင့်မို့ဒီမှာမီလေးတစ်ခုထိုးထားတယ်ပြီးရင်နည်းနည်းလေးကောင်းကောင်းလေးဝတ်ထားတယ်ပြီးလို့ရှိရင် makeup ကလေးလိမ့်ထားရယ်ဗောနော်ပြီးရင် mic ကလေးနဲ့ဗောဆိုတော့အားလုံးတည်ထားကြတဲ့အတိုင်းပဲပထမဆုံးကွက်နဲ့ကိုပြဖြစ်တာဗာလဲဆိုတော့ဘသူကမှစတဲ့ချိန်မှာတော့ perfect မဖြစ်ကြဘူးဗောနော်အဓိကအရေးကြီးတာစလိုက်ဖို့ပဲဘာလို့လဲဆိုတော့ perfect ဖြစ်တဲ့အချိန်ကိုစောင့်နေလို့ရှိရင်ဘယ်တော့ခါမှအဲ့အချိန်ကလာမှာမဟုတ် okay the future that never comes အဲ့လိုမျိုးဖြစ်သွားမှာအဲ့တော့ကိုကစလိုက်ဖို့ခြေလန်းစလိုက်ဖို့ကအရေးကြီးရယ်ဆိုပြီးတော့ကိုကောင်တို့ရိုက်သွင်းလိုက်တယ်အဲ့ဒါဆိုတော့ကျွန်မဒီနေ့ပထမဆုံးဗီဒီယိုကိုလုပ်တာဖြစ်ပါတယ်ဒီနေ့ပထမဆုံးဗီဒီယိုမှာဖြူပြောချင်တဲ့အကြောင်းအရာလေးကတော့ဖြူလေးစားအားကြရတဲ့28နှစ်မှာ millionaire စဖြစ်ခဲ့တဲ့ Vivian တူရဲ့အကြောင်းပဲဖြစ်ပါတယ်သူ့ရှေ့ကနေနဲ့ဖြူတင်ယူခဲ့ရတဲ့သင်ခန်းစာလေးတွေကအများကြီးပဲပေါ့နော်ဒါပေမဲ့ဒီနေ့မှာတော့အဲ့ထက်ကတစ်ခုဖြူဒီ focus ကလေးကိုစပြီးတော့မှ try ကျင်အောင်တွန်းအားပေးခဲ့တဲ့အကြံဉာဏ်လေးတစ်ခုပေါ့နော်တကယ်တော့ဖြူကကို present လုပ်တဲ့အချိန်ကြလို့ရှင်အရန်ကမှ confidence ရှိတဲ့ပုံစံနဲ့present လုပ်တယ်ဒါပေမဲ့ကိုလည်းကိုယ့်ရဲ့စိတ်ထဲမှာတော့လေဘယ်သူမဆိုသူတို့ insecure ဖြစ်တဲ့နေရာလေးဆိုတာတော့ရှိသေးတယ် insecure ဖြစ်တိုင်းမဟုတ်နေရင်တောင်ကွာ confidence အပြည့်အဝမရှိတဲ့နေရာဆိုတာရှိတယ်အဲ့လိုပဲဖြူမှလည်းအဲ့လိုစိတ်ရှိခဲ့တယ်အရင်တော့ဒီ focus လုပ်မယ်လို့စဉ်းစားလိုက်တိုင်းမှာဘယ်လိုမျိုးစဉ်းစားလဲဆိုတော့နင်ကဘာကောင်လဲပေါ့ဒီ finance အကြောင်းဆိုလဲပြောမဲ့လူတွေအများကြီး confidence အကြောင်းဆိုလို့ရှိရင်လည်းပြောမဲ့လူတွေအများကြီးပေါ့နော်ဒီဘ ഹു တုတနဲ့ပယ်တိုင်းနဲ့ပတ်သက်ပြီးတော့မှ sharing လုပ်နေကြပြီးသားနင့်ထက်မကတော်ပြီးသားပေါ့နော်ဒီ credit တွေရှိပြီးသားလူတွေကအများကြီးပဲပေါ့နင်သွားလောက်တာနဲ့ဘာမှထူးခြားမှာမဟုတ်ဘူးဆိုတဲ့ရဲ့ mindset ကိုမှရှိခဲ့တယ်ပေါ့နော်ဒါပေမဲ့Vivian တူရဲ့ video တခုဒီနေ့ကြည့်လိုက်ရတဲ့အခါမှာ view ရဲ့ mindset ကိုသူကပြောင်းလဲပေးလိုက်တယ်လို့ပြောလို့ရတယ်ပေါ့နော်ဒါပေမဲ့လည်းကိုစိတ်ကလှုပ်ချင်စိတ်အရင်ပြင်းပြလာလို့လည်းဖြစ်ရင်ဖြစ်မှာပေါ့နော်ဒါကတော့ထန်းကြီးကြွေကြိုက်ကြီးနားခိုက်ပေါ့နော်ကိုလှုပ်ချင်နေတဲ့အချိန်နဲ့သူပြောလိုက်တဲ့စကားလေးနဲ့အဲ့လိုတွန်းအားကပေါင်းမိသွားတဲ့အချိန်ဖြစ်သွားလိမ့်မယ်အဲ့ဒါဆိုတော့ဒါကိုအတွက်နည်းနည်းလေးလှုပ်ချင်တဲ့စိတ်ကို100%အထိရောက်သွားစေရပေါ့နော်အဲ့ဒါဆိုတော့ action ယူဖြစ်သွားတယ်အဲ့သဘောတရားလေးပါပဲဆိုတော့ဖြူတင်လိုက်ရတဲ့သင်ခန်းစာကဘာလဲဆိုတော့ထွေထွေထူးထူးကြီးတော့မဟုတ်ဘူးသူရဲ့ဘဝရဲ့ story လေးတစ်ခုပဲပေါ့နော်သူရဲ့မိဘတွေရဲ့ Chinese ကွာသူကအမေရိကကိုပြောင်းသွားတယ်အမှသူ့ကိုမွေးပြီးတော့မှ immigrant တယောက်အနေနဲ့ကြီးလာတယ်အဲ့တော့သူမိဘတွေကသူ့ကိုအဲ့လိုခက်ခက်ခဲခဲနဲ့ပတ်စံရှာပြီးတော့မှကြောင်းထားပြီးရပေါ့နော် Columbia University မှာထားပြီးတဲ့အခါမှာသူကတချို့လူတွေကြောက်ရှိရလေတက္ကသိုလ်ပွဲရပြီးပြီဆိုတာနဲ့သူတို့ဘာလုပ်မယ်ဆိုတာ life plan ရှိထားပြီးတာသူကကြောက်အဲ့လိုမရှိဘူးအရင်ကြီးလဲ smart ဖြစ်တဲ့တဲမပါခဲ့ဘူးဆိုတော့ဒီသူ့မှာဘာ plan မှမရှိခဲ့ဘူးအဲ့တော့သူကဘာလုပ်လဲဆိုတော့ go with the flow သိရမလားတခြားလူတွေလောက်တာပဲလိုက်လုပ်မယ်ဆိုပြီးတော့မှသူတို့တွေကြောင်းပြီးတဲ့အချိန်မှာဒီ financial company ကြီးတွေကနေနဲ့လာပြီးတော့မှသူတို့ကို interview တွေပါလာခေါ်တယ်ပေါ့နော် internship ခေါ်ဖို့ရအတွက်ဒီကျောင်းသားတွေကဒီလောက်အမှတ်မိတယ်ဆိုရင်ဒီ interview ဖြေပြီးလို့ရှိရင်ဒီ company မှာ internship ဆင်းရမယ်အဲ့လိုမျိုးပေါ့ဆိုတော့တော်တဲ့လူတွေကဒီလို decision ချရဲဆိုတော့သူကလည်းဒီတိုင်း flow နဲ့ပဲသွားပြီးတော့ဒီလူတွေအနောက်ကိုပဲလိုက်ပြီးတော့မှ interview ဖြေတယ်အောင်သွားတော့ internship ဆင်းရတယ်ဆိုတော့သူ internship ဆင်းရတာ Wall Street ပေါ့နော် JP Morgan company မှာအမှ trading လုပ်ရတာပေါ့နော်သူက internally stocks တွေကိုသူက trade လုပ်ရတာပေါ့ဆိုတော့အဲ့မှာသူ internship ဆင်းတော့3ယောက်ပေါ့နော်ကောင်လေး2ယောက်နဲ့သူနဲ့သူတို့က desk တစ်ခုထဲမှာအလုပ်လုပ်ရတယ်အလုပ်လုပ်ရတဲ့အခါမှာတည့်ရတဲ့အတိုင်းပဲ internship တည့်ရဲ့သဘောတရားက3ယောက်ကိုအရန်ထားတယ်ပြီးလို့ရှိရင်အတော်ဆုံးလူကိုပဲအလုပ်ခန့်တယ်အဲ့လိုသဘောတရားမျိုးဇက်ကားတွေထဲမှာလိုပဲကွာအဲ့ဒါဆိုတော့အဲ့နေရာဒီမှာ internship ဆင်းတော့ဒီကောင်လေး2ယောက်ကသူ့လောက် performance မကောင်းဘူးအဲ့ဒါဆိုတော့ကောင်လေး2ယောက်ကလန်တစ်ပိုင်းမှာဖြတ်ချက်ခံရပြီးတော့နောက်ထပ်ကောင်လေးအတင်း2ယောက်ထပ်ရောက်လာတယ် internship အနေနဲ့ပေါ့နော်ဆိုတော့ तू ကဒီကျန်တဲ့4ယောက်နဲ့ပြန်ရတဲ့သဘောမျိုးဖြစ်နေတာပေါ့ဒါပေမဲ့အဲ့ဒီ end of the summer မှာကျတော့သူပဲ internship ကနေနဲ့ဘဝကျွတ်ပြီးတော့မှအလုပ်တကယ်ခံခြင်းကိုခံရတယ်အဲ့ဒါဆိုတော့သူကအဲ့အခါမှာသူကလည်းသူ self reflection ပြန်လုပ်တဲ့အခါမှာတီးလိုက်ရတာဘာလဲဆိုတော့အမှန်တကယ်စဉ်းစားကြည့်လို့ရှင်သူကတခြားကောင်လေး4ယောက်နဲ့ရှင်လိုက်လို့ရှင် तू က post မဖြစ်နေရလားဆိုရင် no မဟုတ်ဘူးအဓိကသူ့ရဲ့ထူးခြားချက်ကဘာလဲဆိုတော့ तू က action ယူတာမြန်တယ်ဘာလို့လဲဆိုတော့ဒီ trading လောကတခြားနေရာတွေမှာလည်းဒီ analysis ကောင်းတယ်ပြီးလို့ရှိရင် response မြန်လုပ်နိုင်တယ်ပေါ့နော်ဒီ logical thinking ကောင်းပြီးတော့မှ decision တွေမြန်နဲ့မမှန်ချနိုင်တယ်ဆိုလို့ရှိရင်ဘယ်သူမှဆိုရှေ့ရောက်တာမြန်တယ်ကွာဒါပေမဲ့အခုက तू က trading ဖြစ်နေတော့ပိုဆိုးတယ်သိရမလားဒီ option တွေနဲ့အလုပ်လုပ်ရတဲ့အခါမှာအဲ့လို response မြန်နဲ့မမှန်လုပ်နိုင်တဲ့လူကရှေ့ရောက်မယ်ဆိုတာအတိချာပဲကွာအဲ့ဒါဆိုတော့ तू ကအဲ့လို company မှာရောက်သွားရဖြစ်တဲ့အတွက်သူ့ရဲ့အားတာတာကဘာလဲဆိုတော့ smart ဖြစ်တယ်ဆိုတာထက်ဒီရှိတဲ့ limited resource ကိုသုံးပြီးတော့မှသူက response ကောင်းလုပ်နိုင်တယ်ကြံတဲ့ကောင်လေးတွေကဒီ option 3ခုကိုမြင်ပြီးငါဒါကို trade လိုက်ရင်ကောင်းမလားလို့စဉ်းစားနေတဲ့အချိန်မှာ तू က trade ပြီးနေပြီအဲ့3ခုပထမတစ်ခုကို trade တယ်မအောင်မြင်လို့နောက်တစ်ခုကိုအလုပ်ဖြစ်မလားဆိုပြီးစမ်းကြည့်ရဲအမှ second တစ်ခုကအလုပ်ဖြစ်တယ်ဆိုတော့ तू က found out ဖြစ်ပြီးနေပြီအဲ့လိုမျိုးအဲ့ဆိုတော့သူ့ရဲ့အတာချက်ကအဲ့ဒါအရန်ကြီး overthinking မလုပ်နေပဲနဲ့ဒီတိုင်းပဲ
လှုပ်เสียရှိတာလှုပ်လိုက်တယ်ပြီးလို့ရှိရင်ရှုံးသွားပြီဆိုရင်အော်ဒါကအဆင်မပြေပါလားဆိုပြီးနောက်ထပ်တစ်ခုလှုပ်တယ်အမှအနိုင်ရတယ်အဲ့လိုနဲ့ပြောချင်တာကွာ experience ကနေလမ်းလှုပ်တယ်ဒီတိုင်းမလုပ်ရသေးပဲနဲ့ဒါဖြစ်ပါမလားမဖြစ်ပါဘူးလားတွေးနေရတဲ့အခုခေတ်ဆိုပို့ဆိုးတယ် competition တွေအများများတာဖြစ်တဲ့အတွက် industry တိုင်းမှာပေါ့နော် competition ကအများများတာဖြစ်တဲ့အတွက်စဉ်းစားနေရင်သူများကလက်ဦးရယူသွားတယ်အဲ့ဒါဆိုတော့ကိုကမစလိုက်ရသေးဘူးသူများကစတယ်ရှုံးနေတယ်တင်ယူလိုက်တယ်အဲ့လိုကနေနောက်တစ်ခု try နေအဲ့ကနေနဲ့အဲ့လိုဖြစ်သွားတယ်အဲ့တော့သူတို့ကသင်ခန်းစာလေးရသွားတယ်အောင်မြင်မှုလေးရသွားတယ်အဲ့လိုဖြစ်သွားတယ်ဆိုတော့ तू ကအဲ့လိုသင်ခန်းစာရသွားတဲ့အခါမှာဒီ Wall Street မှာလည်း तू အလုပ်လုပ်တာ2နှစ်3နှစ်လောက် तू အလုပ်လုပ်တယ်ပေါ့နော်အလုပ်လုပ်ပြီးတော့ तू လစာလည်းမြင့်လာတယ်ယာရုလည်းမြင့်လာတယ်ဒါပေမဲ့ဒီသူ့ရဲ့ဒီဒါကတော့နောက်ပိုင်းမှာထပ်ပြောမယ်ပေါ့နော်သူ့ရဲ့အလုပ်ထဲ manager နဲ့ तू ကအဆင်မပြေတဲ့အခါမှာသူ့ manager အရင်ကမှ racist ဖြစ်တယ်အထူးသဖြင့်မိန်းမတွေကိုမုန်းတဲ့သူပေါ့နော်အဲ့ဒါဆိုတော့ဒီလို alongside အလုပ်လုပ်ကြတဲ့အခါမှာ तू နဲ့အဆင်မပြေတော့ तू ကအလုပ်ထွက်ဖို့အတွက်ဖန်လာတယ်အဲ့ခါကျတော့ तू ကသူ့စိတ်ထဲမှာ confidence ကရှိနေပြီဘာလို့လဲဆိုတော့ဒီကိန်းကနန်းတွေတွက်ချက်ပြီးတော့အရင်ကမှ analyze လုပ်ရတဲ့ trading လို့လောကမှာတောင် तू ကကောင်လေးတွေကိုတောင် outsmart ဖြစ်ခဲ့တယ်ဘာလို့လဲ तू က landing ကောင်းတယ် response ပြန်တယ်အဲ့ဒါဆိုတော့အမှ तू က blind confidence ရသွားတယ်သူ့ကိုယ်နဲ့ तू မှာဟုတ်တယ်မလားအရင်ဒီ smart ဖြစ်နေတာမျိုးတော့မဟုတ်ပေမဲ့ငါလုပ်ရင်ဖြစ်နိုင်တယ်ဆိုတော့ confidence ကသူ့အထက်မှာကိန်းအောင်သွားတယ်အဲ့ဒီတော့တကယ်လို့ဒါငါဒီ industry ထဲမှာပေါ့နော် finance ထဲမှာအဆင်မပြေလို့တခြား industry ကိုပြောင်းရရင်လဲဘယ်လောက်ထိခက်ခဲနိုင်အောင်မလဲပေါ့နော်တကယ်လို့ခက်ခဲခဲ့တယ်ငါနားမလည်နိုင်ဘူး figure out မလုပ်နိုင်ဘူးဆိုရင်တောင်းငါက extra hours ပဲအလုပ်လုပ်လိုက်မယ်လေ့လာလိုက်မယ်အဲ့ကြရင်ဖြစ်သွားမှာပဲဆိုတော့ confidence ကသူ့မှာရှိသွားတယ်အဲ့ဒါဆိုတော့သူ BuzzFeed ဆိုတဲ့ company ကိုပြန်ပြောင်းတယ် social media marketing ပေါ့နော်အဲ့မှာပြန်ပြောင်းတော့လဲသူ3နှစ်ပဲအချိန်ယူရတယ်သူအမှ top sales scale ဖြစ်လာတယ်ပေါ့နော်အဲ့ဒါဆိုတော့ဒါကသူ့ရဲ့ဘယ်လိုပြောမှလဲအဲ့ရဲ့ story ကိုနားထောင်လိုက်တော့ကွာဘယ်လိုမျိုးစဉ်းစားရလဲဆိုတော့ဟုတ်တယ်နော်အရန်ကြီးစဉ်းစားနေရတဲ့တကယ်လုပ်လိုက်မှဘယ်လန်းကအလုပ်ဖြစ်လဲဘယ်လန်းကအလုပ်မဖြစ်ဘူးလဲဆိုတာကိုကသိရမှာအဲ့လိုမျိုးသင်ခန်းစာလေးရသွားရပေါ့နော်ဆိုတော့လူတိုင်းပေါ့နော်ကိုယ်စိတ်ထဲမှာတစ်ခုခုကိုလုပ်ဖို့အတွက် idea ရှိရဆိုလို့ရှိရင်အရန်ကြီးအဆုံးထိမစဉ်းစားနိုင်မယ်ဘာလို့လဲဆိုတော့စဉ်းစားပြီးတော့အဆုံးထိရောက်သွားလဲတကယ်ကြုံတွေးလိုက်ရတာမဟုတ်တဲ့အတွက်အဲ့ဒါတကယ်ဖြစ်လာမှာမဟုတ်ဘူးအဲ့နော်အဲ့ဆိုတော့ကိုကအေးချက်ကလေးကိုသတိထားမိရမယ်ကိုတခုခုနဲ့လှုပ်ချင်တာတခုနဲ့ပတ်သက်ပြီးတော့ဆုံးဖြတ်ချက်ချတဲ့အခါမှာပေါ့နော်အဲ့ဆိုတော့ကိုယ်စိတ်ထဲမှာလှုပ်ဖို့ရအတွက် idea တခုခုရှိတယ်ဆိုရင်စလုပ်လိုက်ဖို့ပဲအရေးကြီးတယ်လို့ဖြူကတော့ပြောချင်ပါတယ်ရှုံးလားနိုင်လားမဟုတ်လို့ရှိရင်လည်းအောင်မြင်လားကြာရှုံးလားဆိုတာတကယ်လှုပ်ကြည့်မှတကယ်သိမှာအဲ့နော်စိတ်ကူးပဲရင်နေုံနဲ့အောင်မြင်သွားလဲအဲ့ဒါတကယ်လက်ထဲမှာလက်စုပ်လက်ကင်ပြလို့ရတဲ့အရာမဟုတ်ဘူးအဲ့တော့ဘာမှအဖက်မတင်ဘူးအဲ့တော့ဒီလိုအတွေ့အကြုံမျိုးဆိုတာရှုံးသွားတယ်ဆိုတော့အတွေ့အကြုံရတာဖြစ်တဲ့အတွက်အဲ့ဒါအမြတ်ပဲအဲ့လိုမျိုးမြင်တတ်ရတယ်ပေါ့နော်ဆိုတော့ဒါလေးကတော့ကျမသူ့ရဲ့ interview အနေနဲ့ရတဲ့ပထမဆုံးသင်ခန်းစာပေါ့နော်နောက်ထပ်သင်ခန်းစာတွေကတော့အများကြီးရှိပါသေးတယ်အဲ့ဒါတွေကိုလည်းကျမက sharing လုပ်ပါအောင်မယ်ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင် bye bye